ပြီးတော့ဂါနာနတ်ဆရာနဲ့တူတယ်စပ်ကိုကမလေးတို့ပါပြန်ပြီးတွေ့လာဟုတ်အိမ်တစ်လုံးပေါက်ပြီးတော့ဗတ်ရေနောက်နေ့အိမ်နှလုံးရအောင်ကိုခဲစီကနေတစ်တောင်းကြပါတစ်စားနော်မနိုင်ဟောကောင်းလိုက်တာအလကြီးပြန်ဝင်ပြန်ဝင်လိုက်တော့ရောက်လာဒီနားရောက်လာတယ်ကိုတန်းကိုတာပဲစားလိုက်ရ哎呦我的妈！ဆုံးမသိချမယ်ကြောက်နိုင်လို့ရှိရင်ကြောက်ရွေးတဲ့ဖြစ်ပါခဲ့ကိုပြေးမယ်လားညာလာဟုတ်ပြီစီးသေးတခေါက်လေးလားဘာကြောက်ကြည့်လဲမတော်တော့မတော်ဘူးဟုတ်ရောအာယူမမလည်းကြောက်တဲ့တူတူးသီးထားပြီလားအေးတူးသီးနောက်ကျစီစဉ်ပေးမယ်ဒီဝိထုံနေပဲမပိုက်သေးတော့ဘူးတော့ဆရာတော်တို့ပါဆရာတော်တို့ပဲတပြေဆိုရင်တခါတည်းတုံးခိုင်းလိုက်ပဲတခါမလိုက်မပတ်တယ်ဘုံမဖြစ်ချင်ဘုံမကြီးစားတော့ဖြစ်ချင်စပ်ကိုကမလေးတို့ပါပြန်ပြီးတွေ့လာဟုတ်တော့မှမရအခုအဲ့လိုပါသတင်းကိုတယောက်စီအဲ့လိုပြောင်းပေးနေတာဘာပေးတာရုပ်ရည်ကြည့်ပြီးအောင်ပေးတော့ဒီသင်းမှာတော့ဒီဘက်ကနော်ဝေဘက်လိုက်မှရမယ်ဒီဘက်မှာဟွာတွေပဲငိုချပါတယ်ထားလိုက်ပါ black ကလေးတွေပဲဘယ်လေးမှရှိရတက်ဆောင်ထောက်တော့တယ်လိုက်ကောင်းဘလုံးပဲကောင်းမရောက်ရင်ပြင်းတဲ့ဝါကရရဲ့ချီး9ရက်မပါဘူးဟောအဲ့ဒါရေမိုးကမှာတော့နင်ငါကောင်မလေးပြရတယ်ငါကြည့်နေတာအဲ့ဒါကပြရတယ်ဟာဟုတ်ပြီကောလုံးပဲဒီကကိုလုံးပါနင်တို့ကောရကောဘာမှမရှိဘူးကောင်မလေးကိုပြလို့ကြည့်ဒီ post ကိုမင်းမေကိုလည်းပြမယ်ရှယ်ကိုလည်းတိုင်စနာနဲ့ကြည့်ရမဟုတ်ဘာဝနာနဲ့ကြည့်လိုက်တာနော်ဒါဒီဟာဖြစ်ပြီးပြတ်မယ်ဆိုတာကိုကြည့်လိုက်တာဟမ်လိုက်လေဖြစ်ပြီးအခုကြည့်ရကြားပြီဘလောက်မာယာများလေမန်သူမောသွားမယ်ဖလိန်မှုဆိုလို့တအားတက်ကြွတယ်လားစားတာမိုက်ပဲကြာပြူလေးနဲ့ကဘာဖလားနဲ့မလဲနိုင်ဘူးဟုတ်ပြီအားဆိုကဘာဖလားကိုမပြီးတော့ဘူးเนาะကြာပြူကိုပဲအဲ့အမေရိကန်ခေါ်ရမယ်ဟမ်ကိုဖေးနဲ့တူတော့ကြောက်လို့သိတယ်မမကြာပြူကချစ်စရာကိုဖေးကိုဖယ်ပေးပါလားဒီမှာဒီပြေးဆိုင်ရယူဘာမှလည်းမဆိုင်ကိုဖေးကအော်ရာလို့ခေါ်အော်ရာဝါကြာပြူကဂါနာကြာပြူကဂါနာနတ်ဆရာနဲ့တူတယ်မစ်ဆဲနဲ့ရအဲ့ဆိုရခါနာနတ်ဆရာလို့ဆိုနောက်ပတ်ရဆိုင်ကိုဖေးချုပ်ကအင်ဂျီကိုလူစားအင်ဂျီကိုဝေးရပါစေချုပ်ကအင်ဂျီကိုလူစားအင်ဂျီကိုဝေးရပါစေအခုအဲ့လေတကယ်ဟုတ်လားချက်ကြီးကဘာတူလဲဟမ်ချက်ကြီးကဟွာလာပါလေခလေးအယုတ်တရေတရအဲ့ဟာလားပြင်းတကချက်ကြီးဩဟိုမသိပါဘူးအယုတ်တရေအဲ့ဒါအားမငါပေါင်းပြမပါဘူးတော့လာစင်ကယ်တွေပဲတိုက်တာကြီးဦးဖေးကစက်ကျူရတီနဲ့တူတယ်လေဟာအေးလိုက်ကြပါတော့လို့ဘလို့စက်ကျူအောက်ဖစ်ကအစားအေးဟုတ်တယ်ထားတယ်ဒီမှာပြောနေဆိုရင်လည်းသူများပါတယ်ဆိုမှတော့ဒီနေ့သူ fashion လမ်းသားတွေးတာအေးအဲ့ဒါဒီမှာ तू ပြောလိုက်ရမှာတော်တော်ရှိသွားတယ်ဟုတ်တယ်အပြောင်လေးဖြစ်နေတယ်အိမ်တစ်လုံးပေါက်ပြီးတော့ဗတ်ရေနောက်နေ့အိမ်နှလုံးရအောင်ကိုဖဲစီကနေတစ်တောင်းကြပါတစ်စတာမြန်မာနိုင်ငံရဲ့နောက်လာမဲ့တစ်စတာဆိုတာကိုဖဲပဲဟုတ်လားကိုဖဲအသက်40လောက်ရှိပြီလား40လောက်ရှိမှာလေ50ကျော်ပြီပေါ့ဒီနားနေအကောကတော့မဲ့ပါခါလေးနဲ့လို့ version ဒီလိုလေးမဲကူပေးလိုက်မကူကိုဖဲကပါတခြားကြီးဘယ်မချင်းကြည့်ရရဲ့ကိုကြောင်ပြတ်ချိန်နေများရှိတယ်ပြောကျေးဇူးတင်ပါတယ်လို့ကိုတရေတဲ့ကြောင်ပြကိုမေးမေးကောင်းလေးရှိလားတဲ့ဟာကြည့်လိုက်ကောင်းလုံးလူလွတ်တယ်ကြီးပဲတိုက်တဲ့သူတွေကိုဖျဲတော့မပါဘူးကိုဖျဲယောက်ျားကြီးဆိုတော့ဒါရောဖြစ်နိုင်တယ်အဲ့ပါတော့ဟာရ
ရမင်းအဲ့လိုမပြောနဲ့လေကွာ နောက်ပတ်ပေါ့ရှုပ်ရှုပ်ပွဲစဉ်နေလာတော့မှာဆိုတော့နောက်ထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ပွဲလေးနေသူကြတို့ပြန်ဖြစ်ပါမယ်အားလုံးဒီလိုဘိုင်ချစ်တယ် အဲ့ဒါအပွားကိုပဲမပါဘူး